မိမိရည်စားတူထောက်တော်မဲ့ပုံကိုမြင်တော့အမျိုးသမီးဟာလုံးဝဒေါသပေါက်ကွဲသွားပါတော့တယ်။သူမကရေခဲတွေတင်ထားတဲ့တစ်သားပြားကိုကန်ချလိုက်ပြီးအဖွားနဲ့မိထွေးဖြစ်သူတို့စီရေခဲတုံးတွေနဲ့လှမ်းပေါက်ပါတော့တယ်။အဖွားနဲ့မိထွေးတို့လည်းချက်ချင်းပဲရေခဲတုံးတွေနဲ့အပတ်ခံရပြီးဘရုံတုံးကထွက်ပြေးကြရတာပေါ့။အမျိုးသားကတော့ဒါကိုကြည့်ပြီးရင်ထဲမှာအတိုင်းမသိပျော်ရွှင်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့အတွက်ဒီလိုမျိုးမမမမရက်တီပေးခဲ့တာသူမဟာပထမဆုံးလူဖြစ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့အဖေပြန်ရောက်လာပါတယ်။သူကရုံးရင်းဆန်ခတ်ဖြစ်နေတာကိုချက်ချင်းတားဆီးပြီးအဖွားဖြစ်သူကိုစိတ်ငြိမ်စေးပေးလိုက်ပါတယ်။အမျိုးသမီးကခိုးထွက်ပြေးဖို့ကြိုးစားပေမဲ့အမျိုးသားကသူမကိုပြန်ဆွဲထားလိုက်တယ်။သူကနောက်ဘသူမဆိုသူမကိုထပ်ပြီးနှိပ်စက်ရရင်မိသားစုရဲ့လုပ်ငန်းအားလုံးကိုဆွတ်လွတ်လိုက်မယ်လို့ကြေညာလိုက်ပါတယ်။မိသားစုထဲမှာကုမ္ပဏီကိုဦးစီးနိုင်တဲ့သူတယောက်မှမရှိတာကြောင့်သူကယုံကြည်မှုအပြည့်ရှိနေတာပါ။ဒါကိုကြားတော့အဖွားဖြစ်သူလည်းအလျှော့ပေးလိုက်ရပြီးသူတို့ရဲ့အိမ်အောင်ရေးကိုသဘောတူလိုက်ရပါတော့တယ်။ဒါပေမဲ့အမျိုးသမီးကတော့ကြောင်အန်းသွားခဲ့ရတယ်။ဘာလို့လဲဆိုတော့သူမနဲ့အမျိုးသားဟာစာချုပ်ချုပ်ထားတဲ့ဆက်ဆံရေးမျှတာဖြစ်လို့ပါပဲ။သူမကသူ့ကိုလက်ထပ်ဖို့ဘယ်တော့မှမတွေးဘူးတာကြောင့်ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။အမျိုးသားကရုတ်တရက်ကြီးသူမကိုလက်ထပ်ခွင့်တောင်းပြီးလက်စွပ်ကိုသူမရဲ့လက်တန်းကြွယ်တဲ့ဆုပ်ပေးလိုက်ပါတယ်။သူမကိုချစ်မိသွားလိမ့်မယ်လို့မမျှော်လင့်ထားတာကြောင့်သူမကအလောတကြီးငင်းဆန်လိုက်ပါတယ်။အမျိုးသားကအလွန်အံ့ဩသွားပြီးသူမကသူ့ကိုမချစ်ဘူးဆိုရင်ဘာလို့သူ့အပေါ်ဒီလောက်ကောင်းပေးရတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကတော့သူမကိုလစာအများကြီးပေးတဲ့တတိဖြစ်တာကြောင့်သူ့အပေါ်ကောင်းပေးတာဟာမှန်ကန်တဲ့အရာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အမျိုးသားကချက်ချင်းပဲစိတ်ပြတ်သွားပြီးနောက်လည်းမကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။အမျိုးသမီးလည်းသူမပြဿနာအကြီးကြီးရှာလိုက်မိပြီဆိုတာကိုသိသွားတာကြောင့်သူမရဲ့ပစ္စည်းပစ္စယတွေကိုအကုန်သိမ်းဆည်းပြီးသူ့အိမ်ကနေထွက်ခွာဖို့ပြင်ဆင်လိုက်ပါတော့တယ်။